အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ဘဲသားကိုဒင်ကြီးလေးနဲ့နှက်ပြီးချစ်ထားတာလေးပါစိတ်ဝင်စားတဲ့ဆိုအတူလိုက်ချက်ကြည့်ကြရအောင်နော်အရင်ဆုံးဘဲသားကိုနှုတ်ဖို့အတွက်စားထည့်မယ်ချိုမှုတ်စနစ်မောက်နေငယ်ငံပြရည်တစ်စုံပြီးရင်ဒင်ကြီးကိုနှစ်စုံခွဲထည့်ထားပါတယ်ဘဲသားအနက်ပြင်တာဖြစ်တဲ့အတွက်တစ်ချက်ဘိုးခေါက်ကရဝေးရုပ်ကိုစီတက်ပြီးတော့ထည့်ပါတယ်မွေးလာပြီဆိုလို့ရှိရင်တော့ကြက်သွန်နေနဲ့ကြက်သွန်ဖြူကိုထည့်ပြီးတော့စီတက်ပါမယ်ကျက်သွန်နီလေးကအနှဲငယ်နုံလာပြီဆိုလို့ရှိရင်စနစ်မုတ်လေးကိုထည့်ပါမယ်။နက်လေးတွေမှုေးလာပြီဆိုလို့ရှိရင်တော့ရောင်တင်မုတ်လေးထည့်ပြီးလို့ရှိရင်နှက်ထားတဲ့ဘဲသားကိုထည့်ပြီးတော့အိုးထဲမှာလုံးပါမယ်နော်။ဘဲသားလေးတွေတင်းလာတဲ့အထိလုံးပေးပါမယ်။ဘဲသားအမာတာဖြစ်တဲ့အတွက်စားတဲ့အခါမှာမမာကြီးဖြစ်မနေအောင်လို့ကျမဒီဆိုဒါဝါတာလေးကိုထည့်ပြီးတော့ချက်ထားပါတယ်။ဘဲသားအနူးမြင်မို့လဲထောက်ကူပြုပါတယ်နော်။ကြိုက်ရင်ထည့်ချက်လို့ရပါတယ်။ဘဲသားကလည်းနူးလာပြီးတော့ရတာလည်းနေတော့ပဲဆိုရင်မဆလာလေးထည့်ပြီးတော့အုပ်ထားပါမယ်အနက်လေးမွေးစေဖို့တော့ပါခုဆိုရင်တော့မဆလာနဲ့မွေးမွေးလေးနဲ့နူးဥတွေနဲ့ဘဲသားလေးကိုရပါပြီဆင်ပြတဲ့ဆိုရင်လိုက်ချက်စာကြည့်ကြပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်